မိထီလာပြည်မှာမင်းကြီးနဲ့ရွာဆန်ပြီးနောက်အရိုက်အရာဆက်ခံမဲ့မင်းသားမရှိတာကြောင့်အမတ်ကြီးတွေဟာများစွာပူပန်နေကြပါတယ်ဒါကြောင့်ထီးနှန်းဆက်ခံမဲ့သူကိုရှာဖွေဖို့ယန္တနာ9ပါးနဲ့စီမံထားတဲ့ဖုတ်တရားထားကိုလှုပ်ဖို့ဆုံးဖြတ်လိုက်ကြပါတယ်ဖုတ်တရားထားကြီးဟာမိမိအလိုလျောက်မြို့ပြင်သို့ထွက်ခွာသွားပြီးနတ်တို့ဖန်ဆင်းတဲ့အတိုင်းမင်္ဂလာဥယျာဉ်စီကိုတက်တက်မတ်မတ်ဥတီသွားပါတော့တယ်ဥယျာဉ်အတွင်းကကြောက်ဖြထက်မှာအိပ်ပျော်နေတဲ့အလောင်းတော်ရဲ့ရှေ့မှာဖုတ်တရားထားနဲ့စင်တော်တို့ဟာရက်တန့်သွားကြပါတယ်ပညာရှိအမတ်ကြီးတွေဟာအလောင်းတော်ရဲ့ခြေပွားကလက္ခဏာတွေကိုကြည့်ပြီးဧကန်စင်စစ်မင်းလောင်းမှန်ကြောင်းသိရှိသွားကြပါတယ်အလောင်းတော်နိုးထလာတဲ့အခါမှာတော့အမတ်ကြီးတွေကမိထီလာပြည်ကိုစိုးစံမှုရိုသေစွာပိတ်လျှောက်ကြပါတော့တယ်တိုင်းသူပြည်သားတွေရဲ့တောင်းတောင်းဖြားဖြားကြိုးဆိုမှုနဲ့အတူအလောင်းတော်ဟာနန်းတော်အတွင်းသို့ခမ်းနားစွာဝင်ရောက်လာပါတယ်နောက်ဆုံးမှာတော့ပြီးသိက်သုံးလောင်းကမိထီလာပြည်ရဲ့ဘုရင်အဖြစ်နန်းတက်ပြီးတရားသဖြင့်အုပ်ချုပ်မင်းလုပ်ပါတော့တယ်